မိမိရဲ့နေအိမ်ဒါမှမဟုတ်မိမိရဲ့ဆိုင်တွေမိမိရဲ့လုပ်ငန်းတွေမှာလျှက်စစ်နဲ့ပတ်သက်ပြီးခေါင်းခဲနေရပြီလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြပေးမယ့်ဟာလေးတွေကတော့ဒီ breaker လေးတွေပေါ့နော်ဒီကိုယ့်အိမ်မှာဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းဒါမှမဟုတ်ကိုယ့်ရဲ့ဆိုင်အဲ့လိုဒီကကိုနဲ့သုံးမဲ့ဒီ classic ပစ္စည်းနဲ့ပတ်သက်ပြီးတော့ဒီ breaker တွေကမဖြစ်မနေကိုခံရပါတယ်နော်ဒီ breaker တွေနဲ့ပတ်သက်ပြီးတော့ဒါဒီနေ့ကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ဒီ breaker တွေဘယ် breaker တွေကိုသုံးသင့်တယ်ဘယ်နေရာတွေမှာဘယ် breaker တွေကိုသုံးသင့်တယ်ဆိုတာလေးကျွန်တော်ရှင်းပြပေးပါမယ်ဒီမှာ breaker တွေဆင်းမယ်ဆိုရင်တော့အရင်ဆုံးအဓိကလိုတာတော့ဒီကောင်ပေါ့နော်ဒါ breaker ကျွန်တော်တို့ DV box လို့ခေါ်တယ်ဒါ breaker တွေထည့်တဲ့ပုံပေါ့နော်ဒီပုံကုန်လေးတွေကလည်းသူ့ရဲ့ breaker ကိုထည့်မှုပေါ်မူတည်ပြီးတော့အကြီးသေး site တွေမျိုးလာတယ်ပြီးတော့ဒီလို breaker လေးတွေပါနော်ဒီဟာလေးနှစ်ခုရှင် breaker စပြီးတက်လို့ရပြီဒါပေမဲ့ကိုဘယ်လိုတက်ကောင်းလဲဆိုတာဒီဗီဒီယိုလေးနဲ့တိုက်ကြည့်လိုက်ပါခင်ဗျာအဲ့တော့ဒီဈေးကွက်ထဲမှာတော့ဒီ breaker တွေကအမျိုးမျိုးရှိရပါတော့ဒီ1 port 2 port ဒါမှမဟုတ်3 port အဲ့လိုမျိုးတွေပေါ့နော်ဒီ4 port လို့ပို့တွေအများကြီးပဲရှိတယ်အဲ့ port ဆိုတာကဘာလဲဆိုတာလေးရှင်းပြပြပါနော် port ဆိုတာကဒီအပေါက်ကလေးပြောတာပါ1 port ဆိုရင်ဒီလိုမျိုးဟာကိုပြောပါဒီလို breaker ပေါ့နော်ဒီဘက်ကဒီမှာတချို့ဝင်မယ်ဒီမှာတချို့ထွက်မယ်ဒါပဲပေါ့နော်ဒီလိုတချို့တဲ့သုံးတဲ့ဟာဆိုရင်1 port လို့ခေါ်တယ်ပြီးဒီလိုပါပေါ့ဒါလေးဒီဆိုရင်2 port လို့ခေါ်တယ်ဘာလို့ဆိုတော့ဒီမှာနှစ်ပေါက်ပေါ့နော် breaker တွေကဒီလိုနှလုံးတွဲထားတဲ့မျိုးပဲပေါ့ဒီနှလုံးတွဲထားတဲ့ breaker မျိုးပေါ့အဲ့ဒါမျိုးဆိုရင်ဒါ2 port လို့ခေါ်ရပါတော့ဒီကောင်လေးဆိုတာနှစ်ပေါက်ပေါ့ line နဲ့ဆွဲရထည့်မယ်ဒီကောင်လေးဆိုတော့ line ပဲတုံးမယ်ပေါ့နဲ့ဆွဲရလှပ်ထားမယ်ပေါ့အဲ့လိုမျိုးအဲ့တော့ဒီ breaker လေးတွေကိုကျွန်တော်တို့ဘယ်လိုဆင်မလဲဆိုတော့ကိုယ်အိမ်မှာဒါမှမဟုတ်လည်းကိုယ်အလုပ်တွေမှာဒီကောင်လေးကိုအန်ဒီရဲ့အကင်းဆုံးနဲ့ safe အဖြစ်ဆုံးပေါ့နော်ဘယ်လိုဆင်ရမလဲဆိုတော့ကျွန်တော်ဆင်ပြပေးပါမယ်အဲ့တော့ဒီဟာတွေမစင်ခင်ဒီကိုစင်မဲ့ breaker တွေနဲ့ပတ်သက်ပြီးတော့ဒီစီတော့တည်တင်တယ်ပေါ့နော်အဲ့တော့ဒီ breaker တွေကကိုယ့်အိမ်မှာသုံးမဲ့ဒီ breaker တွေက MCB breaker တွေလို့ခေါ်တယ်ပေါ့နော်ဒီကောင်တွေကို MCB လို့ခေါ်တယ်ဒီ breaker တွေအကုန်လုံးတော့သူက MCB လို့ခေါ်တယ်ဗျ MCB ပေါ့နော်ဒီ MCB breaker တွေမှာအဓိကလောက်တာတော့သူကနှစ်မျိုးရှိတယ်ပေါ့နော်ပထမတစ်မျိုးကတော့သူကဘာလုပ်ပြီးလဲဆိုတော့ SHORK shock နော် SHORK shockဒီ short circuit ပေါ့နော် short circuit ကိုဖြတ်တယ်နံပါတ်2ကတော့သူက overload ကိုဖြတ်တယ်ဗျ overload ပေါ့နော် layer တိတ်မှာဘူးနံပါတ်1တစ်ခုကတော့ဒီ short circuit ကိုဖြတ်တယ်နံပါတ်2ကအဓိကတော့သူက load ကို overload ကိုဖြတ်တယ်ပေါ့ဒီ breaker တစ်ခုတွေဒီ name plate တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီဟာတွေကဘာမျိုးစား low breaker တွေလဲဆိုတာကျွန်တော်တို့ကြည့်မှာပေါ့နော်အဲ့တော့ဒီမှာ breaker တွေမှာကြည့်ရင်တော့ဒီရှေ့ကဒီ SP မှာ202 amp ဆိုတာဒါကတော့သူ့ရဲ့ model number ပေါ့နော်ပြီးတော့ဒီမှာကြည့်ရမယ်ဒီမှာ C32 ဆိုတာဒီကောင်ရဲ့ ampere ကိုပြောတာပါဒီ breaker ရဲ့ ampere ဒါ32 ampere လို့ဆိုလိုတာပေါ့ဒီ breaker ဒါဆိုရင်ဒါဒီကောင်ကိုခေါ်မယ်ဆိုရင်တော့ဒါ2 port 32 ampere ဆိုရင်ဒီ breaker ပါဒီ breaker မှာဒါ MCC ပေါ့နော်ပြီးတော့ဒီအောက်မှာဒီ C ဆိုတော့လည်းဒါဒီ breaker တွေရဲ့ဟို range တွေပေါ့နော်သူ A range တို့ B range တို့ C တို့ပြီးတော့ D တို့ E တို့အဲ့လိုတွေရှိပြီးသွားရင်ဒီမှာတော့1000လို့ရေးထားရပေါ့နော်ဒီ4000လီတာမှာ1000လို့ရေးထားတယ်အဲ့1000ဆိုတာဘာပြောရလဲဆိုတော့ ampere ပေါ့နော်ဒီကောင်တွေတကယ်လို့ short တွေပါဖြစ်ရနော် short ဆိုတာဒီ SHORK short ကိုပြောတာနော် SHOCK short မဟုတ်ဘူး SHOCK short ဆိုတာတက်လိုက်တဲ့ short ဒီ SHORK short ဆိုတာတော့ဒါအလွယ်ပြောရမယ်ဆိုရင်တော့ဒါ line နဲ့ neutral နဲ့သွားထိတာပေါ့နော် line နဲ့ neutral သွားထိလိုက်လို့ဖုံးနေဆိုထားပေါက်တဲ့အချိန်အဲ့ short ကိုပြောတာပါအဲ့တော့ဒီအဲ့ short ဖြစ်တဲ့အချိန်ကျတော့ ampere တက်ထောင်တက်သွားတယ်ပေါ့ဗျာတစ်စက္ကန့်လေးအတွင်းမှာ ampere တက်အများကြီးထောင်တက်သွားတယ်အဲ့ထောင်တက်သွားတဲ့ဟာဒီမှာ1000 ampere ပေါ့နော်1000 ampere ထက်ကျော်ပြီးတက်မယ်ဆိုရင်ဒီ breaker လောင်ပြီးပြတ်ပြီပေါ့နော်ဒီ breaker ပြတ်ပြီလို့ပြောတာဒီ breaker အဲ့1000 ampere ထက်ကိုမခံဘူး1000 ampere ထက်ကိုရောက်သွားပြီဆိုဒီ breaker ပြတ်ပြီပေါ့အဲ့ခါရဲ့1000 ampere မရောက်သေးရင်တော့ဒီ breaker ဘာမှဖြစ်ဘူးပေါ့နော်အဓိကပြီးရင်သူက short circuit အဲ့လိုဖြစ်ရင်ဖြတ်ချမယ်ပြီးရင်ဒီမှာ32 ampere ပေါ့32 ampere ပြီးတော့ဒီရှိရ C ဆိုတော့လေဒီ32ကိုဒါ9နဲ့မြှောက်လိုက်ပေါ့ဗျာ32ကို9နဲ့မြှောက်အဲ့လိုမျိုးပေါ့သူ့ရဲ့ဒီရှိမှာသူက A ဆိုရင်ဘယ်လောက်နဲ့မြှောက် B ဆိုဘယ်လောက်နဲ့မြှောက်ပေါ့နော်ဒါရဲ့နောက်ပိုင်းအသေးစိတ်ပြောပြမယ်ဒီ C range လေးဒီ C ပေါ့နော်ဒီဟာတော့ဒီ breaker ရဲ့ range ပေါ့အဲ့ကောင်လေးကဒီ30နဲ့အလွယ်မှတ်ကမယ်ဆိုရင်ဒီကောင်32 ampere ထက်32 ampere အပေါ်ရောက်သွားပြီဆိုရင်ဒီကောင်ဖြတ်ချမှာပေါ့နော်ဒီလိုတင်ထားမယ်32 ampere ဆိုရင်ဒီကောင်ဖောက်ဆိုဖြတ်ချမယ်ဒါမှမဟုတ် short တွေပါဖြစ်တယ်ဆိုရင်ဒီကောင် breaker တို့တင်ထားဖြတ်ချမယ်ပေါ့နော်ပြီးတော့ဒီမှာ indicator လေးရှိတယ်ဗျဒီ indicator လေးကဒီမှာ1ရယ်2ရယ်ဒီမှာ3ရယ်4ရယ်เนาะအရင်ဆုံးဒီခဏလေးကိုကြည့်မယ်เนาะ1ရယ်2ရယ်3ရယ်4ရယ်ဆိုတာဘာလို့ပြောရလဲဆိုတော့ဒီ1ကဒီကောင်2ကဒီကောင်3ကဒီကောင်4ကဒီကောင်အဲ့ဒါကိုပြောတာပါဒီ1နဲ့2နဲ့ကဒါဒီမှာလှတ်ထားရပါเนาะလှတ်ထားတာဒီလိုပိတ်ထားတဲ့အချိန်မှာဆိုရင်ဒီ1နဲ့2နဲ့ connection မရှိဘူးဒီ3နဲ့4နဲ့လည်း connection မရှိဘူးဒီကလို့ဒီကောင်ဒီလိုတင်လိုက်မယ်ဆိုရင်ဒီ1နဲ့2နဲ့ connection ဖြစ်သွားမယ်3နဲ့4နဲ့လည်း connection ဖြစ်သွားမယ်ပေါ့เนาะအဲ့လိုအဲ့ထိပ်ပဲပါပြီးသွားရင်ဒီမာလေးကသူက indicator လေးဆွဲ